ဒီနေ့တနင်္ဂနွေအားလရက်ကတော့ချစ်တီအိမ်မှာပဲအောင်မိတော့ပဲနဲ့မြန်မာတွေအတွက်အကျွမ်းတဝင်ရှိဆုံးဖြစ်တဲ့ဘူဖြောင်းစေးဘူဖြောင်းမတ်ကတ်ကိုထွက်လာခဲ့ပါတယ်။ဘူဖြောင်းစေးကကိုရီးယားနိုင်ငံအင်ချွန်းဘက်မှာရှိတဲ့ဘူဖြောင်းမြို့မှာရှိတာပါ။ဒီဘူဖြောင်းစေးကကြီးပြီးတော့ပေါ့နော်စီကားလေးရှိပါတယ်။ဒီနေ့မှာတော့ချစ်တီကနောက်ထပ်2ပတ်စာလောက်ပေါ့နော်အိမ်မှာဟင်းချက်စရာတွေဖြည့်ဖို့အတွက်ဟိုဒီပတ်ကြည့်ပြီးတော့ဈေးသွားဝယ်ခဲ့တာပါ။ဒီတော့ချစ်တီလည်း2ပတ်စာဈေးသွားဝယ်ရင်းနဲ့အိမ်မှာလိုအပ်တာတွေဟိုဒီပတ်ကြည့်မှာမဟုတ်လို့ဘူဖြောင်းရှိချမ်းကိုလိုက်ကြည့်ကြပါဦးနော်ဈေးထဲကိုရောက်တာနဲ့တနင်္ဂနွေနေ့ဖြစ်တော့လူတွေကလည်းများပါတယ်စူပါမားကတ်ထက်စားလို့ရှိရင်တော့ဒီလိုဈေးတွေမှာဝယ်ရတာကဈေးလေးပိုတက်တာတို့ပမာဏလည်းအများကြီးပိုရတာပေါ့နော်ဘူဖြောင်းရှိချမ်းတစ်လျှောက်သွားမယ်ဆိုလို့ရှိရင်တော့အမောပြေဝယ်စားလို့ရတဲ့ street food စားစာဆိုင်တွေလည်းရှိပါတယ်ဒီ street food မှာဆိုလို့ရှိရင်ကိုရီးယားယူရပူပူနွေ့နွေ့အိုတန်တော့ပူကီလိုမျိုးမုတ်တွေလည်းရှိတယ်ငါးပေါင်မုတ်လိုဆိုင်တွေလည်းအများကြီးရှိပါတယ်ဈေးဝယ်ရင်လမ်းလျှောက်ရင်းနဲ့ဒီလိုဆိုင်တွေမှာအားရပါရစားနေတဲ့ကိုရီးယားလူမျိုးတွေလည်းအများကြီးရှိကြပါတယ်။ကိုရီးယားရိုးရာအရင်ဟင်းတွေအများကြီးလှုပ်ရောင်းတာကိုလည်းတွေ့ရမှာပါ။ဘူဖြောင်းစေးကပင်လေစာရီလည်းအရန်ကိုစုံလေးနေရှိပါတယ်။ငါးတွေပစုံနေဂရန်နေဆိုလို့ရှိရင်ကန်ထဲမှာအရှင်လက်လက်လေးရောင်းတာလေးရှိတယ်ပေါ့နော်။ချီတို့ကတော့ပင်လယ်စာတွေလက်ပတ်ကြည့်ရင်းနဲ့ငါးနဲ့ပစုံတွေဝယ်လာခဲ့ပါတယ်။ပစုံတွေကတော့25កောင်ကို1000ပေးပြီးတော့ဝယ်လာခဲ့လိုက်ပါတယ်။ရေပုံဝဲတွေကင်းမွန်နေဆိုတဲ့အကြီးတွေပဲရောင်းပေးပါတယ်။အရင်သဘောကျဖို့ကောင်းပါတယ်။ကင်းမွန်အကောင်ကြီးတွေဆိုလို့ရှိရင်3កောင်ကိုမှ1000 12000လောက်ပဲကျတင်ပါတယ်။ပင်လယ်စာတွေမှာဆိုရင်ခယူးတွေကမာတွေဂုံးတွေလည်းအများကြီးရောင်းပါတယ်။ဘူဖြောင်းစေးမှာကကြက်သားဝတ်သားမဲသားလိုအမျိုးတွေကိုဆိုလို့ရှိရင်တိတိကျကျကြက်နနအေးကန်းနေနဲ့ရောင်းတဲ့ဆိုင်တွေလည်းရှိပါတယ်။ကြက်သားတွေဆိုလို့ရှိရင်ခြေထောက်ခေါင်းနဲ့ကလေးစားလိုအရာမျိုးတွေကပို့ပြီးတော့ဈေးတက်သားနဲ့ဝယ်လို့ရပါတယ်။ဘူဖြောင်းစေးရဲ့မှာမြန်မာတွေကြိုက်တဲ့အီကြာကွေးရအစာရောင်းနဲ့တရုတ်မုတ်လို့ရောင်းတဲ့ဆိုင်တွေလည်းရှိပါတယ်။ဘူဖြောင်းရှိချမ်းကချီရိုးစီကနေပြီးတော့ပေါ့နော်သွားမယ်ဆိုလို့ရှိရင်10မိနစ်လောက်ပဲရထားစီးပြီးသွားရတာဆိုတော့ချီရိုးကတော့မကြာခဏရောက်ဖြစ်ပါတယ်ဘူဖြောင်းစေးထဲမှာဟင်းသီးဟင်းရွက်တွေနဲ့အသီးတွေရလဲပေါ်ပေါ်များများနဲ့ဈေးသက်သက်အများကြီးဝယ်လို့ရပါတယ်ရီယာကင်ချီဆိုလို့ရှိရင်လည်းမျိုးစုံရွေးချယ်ပြီးဝယ်ယူစရာတွေ့ရမှာပါချီကြိုက်တဲ့ဆန်နေကောင်းရင်းနေနဲ့လောက်ရောင်နဲ့တော့တွေလည်းအများကြီးရှိပါတယ်ဒီနေ့တော့ချီတို့2ပတ်စာဈေးဝယ်ထွက်ပြီးသွားပြီဆိုတော့ဘူဖြောင်းရှိချမ်းအနေပြန်มาတော့မယ်ရှင်နောက်ဗီဒီယိုလေးမှာထပ်ပြီးတော့တွေ့ကြပါမယ်ဘိုင်ဘိုင်